ရောအားလုံးလည်းလာပါကျိုးရဲ့ဤဘက်မှာလူတော်တော်များများရှောင်းလို့ခြင်းလို့ပင်ကိုပတန်9ခု6ခုတိကောနိုင်ကြပြီးတော့ဟူရာတို့ကိုနဗီယာတို့ပဲပေါက်ကြပါတယ်ကိုရဲပတန်လည်းပင်ကို3နဲ့စားရဆိုကိုရှင်ကေပေါက်မယ်ထင်ပြီးတော့နှိုက်လိုက်တာကိုနဗီယာကြီးပေါက်သွားပါတယ်ကိုရတော့ကန်ကောင်းလာကန်ဆုပ်လာမသိပေမဲ့အခုလာတဲ့ကေဝဲမဟုတ်ဘဲနဲ့ဆက်ဆက်လာတဲ့ကေဝဲမှာတင်3တော့ပင်ကိုနဲ့ချောင်းရသွားပါတယ်ကေဝဲပင်ကိုတန်းတဲ့ခါမှာလူတော်တော်များများရှောင်းနဲ့ကိုရှင်ပဲအဓိကထားပြီးတော့ပေါက်ကြရပါတယ်ဒါပေမဲ့သူကပင်ကိုစနစ်ကသူ့ကိုပေးချင်တာပေးရပါတော့အဲ့ချိန်မှာကိုနဗီယာကြီးပေါက်တော့ကျွန်တော်ဒီပရက်ချင်းနေဝင်ပြီးတော့ငါဒီတလားတော့ရင်းနဲ့သမင်းနဲ့တော့ပါပြကြရပါတယ်အမှန်တကယ်ကကိုနဗီယာနတာလီယာတို့ဟဲကတ်တို့လိုပဲဖိနိုက်လို့တော်တော်ကောင်းတဲ့ဖိုက်တာတွေကောင်းမှဖြစ်ပါတယ်ကိုနဗီယာကြော့မစမနိုမီတို့တော့အိမ်မဆိုးပွဲပေါ့နော်ဘာလို့လဲဆိုတော့စကေတူအဲဖုန်းမိသွားလို့ရှင်တေဖို့ရခိုင်တော့များပါတယ်ကြော့ခြုံနေပါရင်မစမနိုမီဆိုရင်တိတ်ပြီးတော့မသွားရကြဘူးပေါ့နော်အဲ့ဒါလည်းမဟုတ်ပေါ့နော်ကိုနဗီယာစကေတူဖီလီကတုံးတတ်တယ်ဆိုရင်အဲ့ဒါကြီးကမစမနိုမီတို့တော့တကယ်ကိုကြောက်ကြကောင်းပါတယ်ဘာလို့ဆိုတော့ဘယ်ကလမ်းမသိဘူးပေါ့နော်စကေတူထလာရဲ့ကွက်လည်းမမြင်ရပါဘူးနောက်ပြီးတော့စကေတူအဲဖုန်းမိပြီးအဲ့ဒီတောင်းလိုက်လို့ရှိရင်လည်းသူ့ဘယ်သူမှဆက်တန်းလို့မရဘူးပေါ့နော်ကိုနဗီယာရဲ့စကေတူရိတ်ရဲ့ဖလစ်ကာရဲ့ပေါင်းလိုက်လို့ရှိရင်ရိတ်ကတော်တော်ဝေးရပေါ့နော်ဒါပေမဲ့လည်းဒီကွန်ပူကတချို့လူတွေအတွက်တော်တော်ခက်ပါတယ်ကိုရတော့သုံးနေကြဆိုတော့လွယ်ကိုနေပေါ့နော်ကိုနဗီယာရဲ့စကေတူဖလစ်ကာကွက်ကြောကိုရစကေတူဖလစ်ကာတော့မှာဆိုတော့ enemy ရေနောက်ထပ်အချင်းနေတဲ့ထွက်ပြေးဖို့ဘာစပေးမှမရှိတော့ပါဘူးကြောတတိထားပြီးသုံးစေချင်ပါတယ်ရောအနေနဲ့ကျွန်တော်တင်ပြတဲ့ကိုနဗီယာဂိမ်းကလေးကိုတော့ပကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆုံးထိကြည့်ပြီးတဲ့တယောက်စီနိုင်ချွတ်ချွတ်တင်ပါတယ်ဒါပါပဲ